မျိုးသမီးကြီးတယောက်ကတစ်ပင်ကြီးတစ်ပင်အောက်မှာလက်အုပ်ချပြီးသူ့ရဲ့သားမိုက်လေးကိုထိန်းပေးနိုင်မဲ့ချွေးမလေးတယောက်ရဖို့ဆူတောင်းနေပါတယ်။အဲ့ဒီအချိန်မှာအနီးမှာရှိတဲ့အိမ်တော်ထိန်းကြီးကဒီနေရာကမှောင်လာရင်ဝန်ပလွေတွေရောက်လာတက်လို့အိမ်ပြန်ကြဖို့တတိပေးနေတော့မှပဲဝန်ပလွေအုပ်ကြီးတအုပ်ရုတ်တရက်ထွက်ပေါ်လာပြီးသူတို့နှစ်ယောက်ကိုတိုက်ခိုက်လာပါတယ်။ဝန်ပလွေစိုးကြီးတစ်ကောင်ကအမျိုးသမီးကြီးစီကိုခုံအုပ်လိုက်တဲ့အချိန်မှာပဲမျက်နှာကြီးကိုစီးနှင်းလာတဲ့တောသူမလေးပိုင်အားကမြတစင်းကိုပြစ်လွတ်လိုက်ပြီးအမျိုးသမီးကြီးကိုကယ်တင်လိုက်ကကြံတဲ့ဝန်ပလွေတွေကိုလည်းတစ်ကောင်ပြီးတစ်ကောင်ကန်ထုတ်လိုက်ကမောင်းထုတ်လိုက်ပါတော့တယ်။အမျိုးသမီးကြီးကတော့သူ့ကိုကယ်တင်ပေးခဲ့တဲ့ဒီတောသူမလေးကိုသဘောကျသွားပြီးသူမဆူတောင်းနေခဲ့တဲ့ချွေးမကောင်းလေးကဒီမိန်းကလေးပဲဖြစ်ရမယ်လို့ယုံကြည်သွားပါ။ပိုင်အားရဲ့လက်ကိုစုပ်ကင်ပြီးသမီးလေးမှာအိမ်အောင်ရှိလာလို့တန်းပေးလိုက်ပါတော့တယ်။ပိုင်အားလည်းကြောင်တောင်လေးနဲ့မရှိသေးဘူးလို့ပြန်ဖြေလိုက်တော့အမျိုးသမီးကြီးကဝမ်းသာအားရနဲ့တစ်ပင်ဆောင်နှံမင်းကြီးကသူမရဲ့ဆူတောင်းကိုတကယ်ပဲဖြည့်ဆည်းပေးလိုက်ပြီလို့ယူဆပြီးအိမ်တော်ထိန်းကိုသူမရဲ့အနက်ရောင် VIP ကတ်ကိုထုတ်ခိုင်းလိုက်ကကတ်ကိုပိုင်အားရဲ့လက်ထဲကိုထည့်ပေးပြီးသမီးလေးငါရဲ့ချွေးမလုပ်ချင်စိတ်မရှိဘူးလားငါရဲ့အတုံးမကျတဲ့သားမိုက်လေးကိုထိန်းချောင်းပေးနိုင်မယ်ဆိုရင်မင်းကိုပတ်စံတွေအများကြီးပေးမယ်လို့ပြောလိုက်ပါတယ်ပိုင်အားကစူးစမ်းနေတော့အမျိုးသမီးကြီးကသမီးလေးငါကဒီမြို့မှာအချမ်းသာဆုံးလုပ်ငန်းရှင်တူကြီးပါငါသားကအသက်28နှစ်ရှိပြီစိတ်ရင်းတော့မဆိုးပါဘူးနည်းနည်းလေးစိုးသွဲရုံပါပဲလို့ပြောနေချိန်မှာပဲပိုင်အားရဲ့အဖိုးကရွာသားတွေနဲ့အတူရောက်ရှိလာပါတယ်အဖိုးဖြစ်သူကိုပိုင်အားကတွေ့သွားပြီးနှုတ်ဆက်လိုက်တော့အမျိုးသမီးကြီးကလည်းပိုင်အားကိုရွာလူကြီးရဲ့မြေမလေးမှန်းသိသွားပြီးရွာလူကြီးကိုရှင့်ရဲ့မြေမလေးကိုကျမသားနဲ့မင်္ဂလာဆောင်ပေးမယ်ဆိုရင်စိတ်ဆက်ကြီးအဖြစ်အခုချက်ချင်းရွာတန်း100ပေးပါမယ်6လလောက်ပဲပေါင်းကြည့်ပါလို့ပြောလိုက်ပါတယ်စိတ်ဆက်ကြီးရွာတန်း100ဆိုတဲ့စကားကိုကြားလိုက်ရချိန်မှာပိုင်အားကမဖြစ်နိုင်တာလို့ညင်းပေမဲ့အဖိုးဖြစ်သူကတော့ဖြစ်တာပေါ့ဆိုပြီးချက်ချင်းသဘောတူလိုက်ပါတယ်ပိုင်အားကစိတ်ဆိုးသွားတော့အဖိုးဖြစ်သူကပိုင်အားကိုအနားခေါ်ကမြေမလေးရဲ့မင်းမကြိုက်ရင်6လဆောင်ပြီးပြန်လာလို့ရတာပဲနောက်ပြီးသူပေးတဲ့ပတ်စံကနဲတာမှမဟုတ်တာတန်း100ဆိုတာတိုးကောင်ရီ2000နဲ့မြင်းကောင်ရီ2000တောင်ဝယ်လို့ရတာလို့ပြောလိုက်တော့ပိုင်အားလဲစိတ်ကူးတွေရုပ်ပြီးလက်ခံလိုက်ကသမီးသူတို့သားမိုက်ကိုတေချာထိန်းချောင်းပေးပြီးတာနဲ့ပြန်လာခဲ့မယ်ဒါနဲ့သမီးရဲ့မြင်းလေးကိုပါခေါ်သွားမယ်နော်လို့ပြောလိုက်တော့အမျိုးသမီးကြီးကပျော်ရွှင်စွာနဲ့လက်ခံလိုက်ကသူတို့ရဲ့တီးတက်လေရင်ကြီးကိုချက်ချင်းခေါ်လိုက်ပါတော့တယ်နိုက်ကလပ်ခမ်းမထဲမှာတော့တထေးသားလေးလင်းဖန်တယောက်သူ့ရဲ့အပေါင်းအသင်းတွေနဲ့အရက်တောက်ရင်တချင်းတန်စင်တွေကြားထဲမှာစီချက်ကြကြကခုံပျော်ပါနေပါတယ်အဲ့ဒီအချိန်မှာပဲတောသူမလေးပိုင်အားရောက်လာပြီးဓာတ်ပုံလေးကိုင်းရင်လင်းဖန်ကိုကြည့်ကတာငါရဲ့ကြိုတင်ငွေချီထားတဲ့လင်းတော်မောင်လားဆိုပြီးရေရွတ်လိုက်ပါတယ်ကခုံနေတဲ့လင်းဖန်ကိုကြည့်ပြီးပိုင်အားတယောက်စိတ်မရှိတော့ပဲအနောက်ဘက်ကအတန်ချက်ဆက်စီကိုတွားပြီးပလက်ကျိုးကိုဆွဲဖြုတ်ပစ်လိုက်ကလင်းဖန်ရှင့်အမေကရှင့်ကိုအိမ်ပြန်လိုက်ခဲ့ဖို့ပြောလိုက်တယ်လို့ပြောလိုက်ပါတယ်လင်းဖန်ကတော့သူမကိုမထီမဲ့မြင်ကြည့်ရင်မင်းကဘသူမို့လို့လဲလို့မေးလိုက်တော့ပိုင်အားကကျမကရှင့်အမေဆေးဆက်ပေးထားတဲ့ရှင့်ရဲ့ဇနီးလောင်းပိုင်အားပဲလို့ပြောလိုက်ပါတယ်လင်းဖန်ကတော့ငွေမက်တဲ့မိန်းမတွေအလိုမရှိဘူးဆိုပြီးအိတ်ထဲကပတ်စံထက်လိုက်ကိုထုတ်ပြီးပိုင်အားရဲ့ခေါင်းပေါ်ကိုကျဲပစ်လိုက်ကတက်တော်ဆောင်တွေကိုဒီမိန်းမကိုအပြင်ကိုမောင်းထုတ်ပေးစမ်းလို့ပြောလိုက်ပါတယ်တက်တော်ဆောင်ကြီးတွေကဟုတ်ကဲ့လို့ပြောတော့ရှိသေးတယ်ပိုင်အားကတက်တော်ဆောင်တွေကိုတယောက်ပြီးတယောက်အမှောက်သိပ်ပစ်လိုက်ပါတော့တယ်နောက်ဆုံးကြံရစ်တဲ့တက်တော်ဆောင်ကြီးကအတန်ကုန်အော်ပြီးပြေးဝင်လာချိန်မှာတော့ပိုင်အားကတက်တော်ဆောင်ကြီးကိုကျမ်းပြင်ပေါ်ကိုအားနဲ့ကင်ပေါက်ပစ်လိုက်ပါတော့တယ်ဒါကိုကြည့်ပြီးလင်းဖန်လည်းတိတ်တိတ်လေးခိုးထွက်မယ်လို့တော့ပိုင်အားကခြေထောက်တစ်ဖက်ကိုမြှောက်ပြီးပိတ်ဆို့ထားကအခုငါနဲ့အိမ်ပြန်လိုက်ခဲ့လို့ပြောလိုက်ပါတယ်လင်းဖန်ကတော့အရှော့မပေးပဲငါတငယ်ချင်းတွေနဲ့အရက်ပြိုင်တောက်လို့နိုင်ရင်ပြန်လိုက်မယ်လို့ပြောလိုက်ပါတယ်ပိုင်အားကပြုံးစီစီနဲ့လက်ခံလိုက်ပြီးအရက်ပလင်းကိုယူကအေးဆေးစွာပဲပလင်းလိုက်မော်တောက်ပြလိုက်ပါတယ်လင်းဖန်တို့အုပ်စုလည်းအရှုံးမပေးပဲပလင်းအလိုက်ပြိုင်တူမော်တောက်ကြပေမဲ့ပိုင်အားကစပွဲပေါ်မှာအရက်ပလင်းအခွန်တွေတန်းစီသွားတဲ့အထိဆက်တောက်ပြလိုက်တော့လင်းဖန်တို့အဖွဲ့လည်းအရှုံးပေးလိုက်ရပါတော့တယ်လင်းဖန်ကပိုင်အားနားကိုကတ်သွားပြီးမင်းကဘယ်သူလဲလို့မေးရင်သူမရဲ့ပခုံးပေါ်လဲကျသွားတော့ပိုင်အားကကျမကရှင်းရဲ့ဇနီးလောင်းလေးလို့ပြောပြီးလင်းဖန်ကိုပွေ့ချပြီးခေါ်လာခဲ့ပါတယ်နောက်တနေ့မနက်ခင်းမှာတော့ထမင်းစပွဲမှာတခင်မကြီးနဲ့ပိုင်အားတို့မနက်စာစားနေတော့လင်းဖန်ရောက်လာပြီးထမင်းစပွဲမှာထိုင်လိုက်ရင်ခြေထောက်ကိုစပွဲပေါ်တင်လိုက်ကငါ့ကိုအတင်းကျပ်မင်္ဂလာဆောင်ခိုင်းရင်ငါအစာငတ်ခံဆန္ဒပြမယ်ငါဘယ်တော့မှမင်္ဂလာမဆောင်ဘူးလို့မာနာကြီးတခွဲသားနဲ့ပြောလိုက်ပါတယ်ပိုင်အားကတော့အေးအေးဆေးဆေးပဲကောင်းတာပေါ့မစားရင်အစားတောက်တတာတာပေါ့အိမ်ပေါ်ကြီးသူ့ကိုအဝတ်စားသွားလဲပေးလိုက်ပါလို့အမိတ်ပေးလိုက်ပါတယ်အိမ်ပေါ်ကြီးကလည်းဟုတ်ကဲ့ပါမမလေးလို့ပြောပြီးအစီကံတွေကိုခေါ်ကလင်းဖန်ကိုဆွဲခေါ်သွားတော့ပိုင်အားနဲ့ရောက်ခမဖြစ်သူတို့ကတော့ဂျင်းနဲ့စွာနဲ့လက်မထောင်ပြပြီးပြုံးပျော်နေကြပါတော့တယ်လင်းဖန်တယောက်မင်္ဂလာမဆောင်ကျင်တာနဲ့အင်ဂျီမျိုးစုံဝတ်ကပရန်ပရာလုပ်ပြနေတော့ပိုင်အားလဲတီးမခံနိုင်တော့ပဲလင်းဖန်ကိုအင်ဂျီကော်လာကနေဆွဲပြီးအဝတ်လဲဖို့အတင်းဆွဲခေါ်သွားခဲ့ပါတော့တယ်လင်းဖန်ကတော့မေမေရေခဲ့ပါဦးကျွန်တော်မတရားအနိုင်ကျင့်ခံနေရပါတယ်လို့အော်ဟစ်နေပေမဲ့အပြင်ကမိခင်ဖြစ်သူနဲ့အိမ်ပေါ်ကြီးတို့ကတော့ပျော်ရွှင်စွာနဲ့လှလူရှူထားခဲ့ကြပါတယ်ခဏအကြာမှာတော့ပိုင်အားကလိုက်ကကြားကနေထွက်လာပြီးဒီလောက်ဆိုရပြီလို့ပြောလိုက်ပါတယ်လင်းဖန်လည်းဝစ်စုံအတင်းနဲ့ထွက်လာတော့မိခင်ဖြစ်သူနဲ့အိမ်ပေါ်ကြီးတို့ကပြောင်းလဲသွားတဲ့သားဖြစ်သူရဲ့ပုံစံကြောင့်ပါဇက်အဟောင်းသားဖြစ်သွားကြပါတယ်လင်းဖန်ကတော့ကျမ်းပြင်ပေါ်ထိုင်ချရင်ပိုင်အားမင်းငါကိုဒီဝစ်စုံတင်းဝတ်ခိုင်းလဲမင်းနဲ့မင်္ဂလာဆောင်မှာမဟုတ်ဘူးလို့ပြောလိုက်တော့ပိုင်အားကလင်းဖန်ရဲ့ဖက်နှက်တစ်လေးကိုမြောက်ပြရင်နင်းငါနဲ့မင်္ဂလာမဆောင်ရင်ဒီဖက်နှက်ကိုမိရှုပစ်မယ်လို့ချင်းချောက်လိုက်ပါတယ်ဖက်နှက်ကိုအသက်ထက်မြတ်နိုးတဲ့လင်းဖန်မှာတော့ရွေးချယ်စရာမရှိတော့ပဲသဘောတူလိုက်ရပါတော့တယ်ခန်းသားထေဝါလာတဲ့မင်္ဂလာခမ်းမကြီးတွင်မှာတော့သူတို့သားလေးလင်းဖန်ကိုတငယ်ချင်းတယောက်ကမင်းဒီလောက်မြန်မြန်မင်္ဂလာဆောင်ရလိမ့်မယ်လို့မထင်ထားဘူးလို့စနောက်တဲ့အခါလင်းဖန်ကခဏနေရင်ငါဖက်နှက်ပြန်ရတာနဲ့ချက်ချင်းထွက်ပြေးမှလူကြီးချင်းသဘောတူထားတဲ့မင်္ဂလာပွဲကိုလုံးဝလက်မခံနိုင်ဘူးလို့ပြောလိုက်ပါတယ်အဲ့ဒီအချိန်မှာမင်္ဂလာခမ်းမတကားကြီးပွင့်သွားပြီးမင်းသမီးလေးအလားလှပလုံးနေတဲ့သူတို့သမီးလေးပိုင်အားထွက်ပေါ်လာခဲ့ပါတယ်လင်းဖန်ရဲ့ဘေးကတငယ်ချင်းဖြစ်သူကဟေ့ကောင်ဒီလောက်လာတဲ့မိန်းမကိုရတာတောင်မင်းမင်္ဂလာပွဲကနေတကယ်ထွက်ပြေးကျင်သေးတာလားလို့မေးလိုက်တဲ့အခါလင်းဖန်ကငါမိန်းမကိုငါဘာသာရှာယူမယ်လို့ခက်တီတီပြန်ပြောခဲ့ပါတယ်အခမ်းအနားမှုကကဲ
အခုသူတို့သားနဲ့သူတို့သမီးလက်စွပ်လဲကြပါတော့လို့ကြီးညာလိုက်တော့လင်းဖန်ကလက်စွပ်ဝတ်ပေးရင်ငါတို့နှစ်ယောက်ကြားမှာဘာတန်ရောစင်မှမရှိပဲမင်းပါလို့ငါ့ကိုအတင်းမင်္ဂလာဆောင်ခိုင်းနေတာလေလို့မကြေမနက်မေးလိုက်တော့ပိုင်အားကပြုံးပြီးငါအနေနဲ့မင်္ဂလာဆောင်တာနင့်မေမေကငါ့ကိုပတ်စံတွေအများကြီးပေးထားလို့လေလို့ပြောရင်းလင်းဖန်ကိုမင်္ဂလာလက်စွပ်ဝတ်ပေးတော့လင်းဖန်ကလက်တီးဆုပ်ထားတော့ပိုင်အားကအေးအေးဆေးဆေးပဲလက်ကိုအားနဲ့ညှစ်လိုက်ပြီးအတင်းဆုပ်ပေးလိုက်ပါတော့တယ်အောက်ကပရိသတ်တွေကလည်းအော်ဟဲအားပေးလိုက်ကြပါတဲလင်းဖန်ရဲ့မိခင်ဖြစ်သူကပိုင်အားကိုမိသားစုအမွေဆက်ခံသူအဖြစ်စာရွက်စာတမ်းတွေနဲ့တရားဝင်လွှဲပြောင်းပေးလိုက်ကပိုင်အားရဲ့လက်ကိုစုပ်ကင်ပြီးသမီးလေးမေမေမှာတခြားပေးစရာမရှိလို့ပတ်စံတွေပဲအများကြီးပေးလိုက်တာပါလို့ချစ်ခင်စွာပြောလိုက်ပါတယ်အဲ့ဒီအချိန်မှာအနီးနားကလူကြီးတစ်ယောက်ကတခင်မကြီးကချွေးမလေးကိုအကုန်ပေးလိုက်တော့တားအတွက်ရောဘာမှမချန်ထားပေးတော့ဘူးလားလို့ဆက်နောက်လိုက်ပါတယ်မိခင်ဖြစ်သူကလင်းဖန်ကိုကြည့်ပြီးယောက်ျားကောင်းဆိုတာကိုရေးချင်းတဲ့ကိုပတ်စံရှာရတယ်လို့ပြက်ပြက်တသားပြောလိုက်ပါတယ်အဲ့ဒီအချိန်မှာကုမ္ပဏီရဲ့အမှုဆောင်ဖွဲ့ဝင်လူကြီးတဦးကလင်းဖန်စီလာရောက်ပြီးမင်းကုမ္ပဏီကိုပြန်လာမယ်ဆိုရင်ငါကတော့အပျော်ဆုံးပဲဒါပေမဲ့ဥက္ကဋ္ဌရာထူးကိုတော့ငါပဲဆက်ယူထားမယ်မင်းကဘာမှမသိသေးဘူးမဟုတ်လားလို့မတမားတဲ့သဘောနဲ့ပြောလိုက်ပါတယ်လင်းဖန်ကလည်းဟုတ်ပါတယ်လူကြီးမင်းမဲဆက်ထိုင်မှာကျွန်တော်ဘာမှမသိပါဘူးလို့ပြန်ဖြေလိုက်တော့ထိုလူကြီးကမင်းကလည်းငယ်သေးတော့ငါကကူညီပြီးအုပ်ချုပ်ပေးတာပါလို့ဟန်ဆောင်ပြောဆိုရင်းအပြင်ထွက်လာချိန်မှာတော့ဖုန်းကိုထုတ်ပြီးသူ့ကိုကုမ္ပဏီကိုလုံးဝပေးပြန်လာလို့မဖြစ်ဘူးငါတို့ရဲ့အစီအစဉ်ကိုချက်ချင်းအကောင့်ထဲပေါ်လိုက်တော့လို့သူ့လက်ထောက်ကိုလှုပ်ဝက်ညွှန်ကြားလိုက်ပါတော့တယ်တစ်ဖက်မှာတော့လင်းဖန်ကကားမောင်းထွက်ဖို့ပြင်နေတော့တငယ်ချင်းကဟိကောင်မင်းတကယ်ပဲအခုချက်ချင်းထွက်သွားတော့မလို့လားလို့ပြောတော့လင်းဖန်ကငါ့ကိုအတင်းမင်္ဂလာဆောင်ခိုင်းတဲ့ကုမ္ပဏီမှာလည်းအလုပ်လုပ်ခိုင်းဦးမယ်ငါဘယ်တော့မှမလုပ်ဘူးလို့ပြောပြီးကားကိုအရှိန်နဲ့မောင်းထွက်သွားခဲ့ပါတယ်မင်္ဂလာခမ်းမမှာတော့အိမ်တော်ထိန်ကြီးကအသေးအတန်ပြေးဝင်လာပြီးဒုက္ခပါပဲတခင်လေးမင်္ဂလာပွဲကနေထွက်ပြေးသွားပါပြီလို့ပြောလိုက်ပါတယ်မိခင်ဖြစ်သူကသူဘယ်ဘက်ကိုပြေးတာလဲလို့မေးလိုက်တော့အိမ်တော်ထိန်ကြီးကတောင်ဘက်ကိုပြေးတာပါလို့ပြောလိုက်ပါတယ်ပိုင်အားလည်းချက်ချင်းဆိုသလိုအိမ်ပြင်ကိုအပြေးထွက်သွားပြီးသူမရဲ့မျက်နှာကြီးကိုခေါ်လိုက်ကလင်းဖန်နောက်ကိုအရှိန်ကုန်တုံးဆိုင်နေလိုက်ပါတော့တယ်လင်းဖန်တယောက်အဝေးပြေးလမ်းမပေါ်မှာကားကိုအရှိန်တင်မောင်းရင်းလွတ်လပ်ပြီးကွာလို့ပျော်ရွှင်စွာအော်ဟစ်လိုက်ပါတယ်ဒါပေမဲ့အနောက်ကိုကြည့်လိုက်တဲ့အခါမှာတော့မျက်နှာကြီးကိုစီးပြီးအရှိန်ကုန်တုံးတိုက်လာတဲ့သူတို့သမီးလေးပိုင်အားကိုမြင်သွားပြီးပိုင်အားကချက်ချင်းကားကိုရက်စမ်းလို့အော်ဟစ်လိုက်ပါတယ်။လင်းဖန်ကတော့ငါအသေးခံရင်ခံမဲ့မင်းနဲ့တော့လက်မထက်နိုင်ဘူးလို့ပြောပြီးကားကိုအရှိန်တင်ကမောင်းလိုက်ပါတော့တယ်။ဒါကိုမြင်တဲ့ပိုင်အားကကြောမှလွှဲထားတဲ့လေးကိုထုတ်ပြီးကားမရက်ရင်ငါအဆိုးမဆိုးနဲ့နော်လို့ချင်းချောက်လိုက်တော့လင်းဖန်လဲလမ်းဖြန့်သွားပြီးကားကိုဘရိတ်အုပ်လိုက်ပေမဲ့ကားကရက်မသွားပဲဘရိတ်ပေါက်နေမှန်တတိထားမိသွားပါတယ်။အခြေအနေကိုသဘောပေါက်သွားတဲ့ပိုင်အားကမြင်းကိုကားဘေးအထိကစီးလိုက်ပြီးမြန်ကားပေါ်ကခုန်ဆင်းလိုက်ကျမရှင်ကိုလှမ်းဖမ်းပေးမယ်လို့အော်ပြောလိုက်ပေမဲ့ကားကအရှိန်များနေလို့လက်လျှော့လိုက်ရပါတယ်အဲ့ဒီအချိန်မှာလမ်းဘေးကရေနက်တီတရားပေါ်မှာခုံမချရဆိုတဲ့တတိပေးဆိုင်ဘုတ်ကိုကြည့်ပြီးပိုင်အားကတရားပေါ်ကနေခုံချလိုက်တော့ရှေ့မှာတောင်တက်လန်းရောက်တော့မယ်ရှေ့မခုံရင်ကားရောလူပါပျက်စီးသွားလိမ့်မယ်လို့တတိပေးလိုက်ပါတယ်လင်းဖန်လည်းရှေ့ကတောင်တက်ကွေးကြီးကိုလှမ်းမြင်လိုက်ရပြီးကားစတီယာရင်ကိုတင်းတင်းကြပ်ကြပ်ဆုပ်ကင်ပြီးဆွဲကွေးလိုက်ကဘေးကာကိုအရှိန်နဲ့တိုက်ဖြတ်ပြီးတရားပေါ်ကနေအောက်ကိုအရှိန်ပြင်းစွာကျဆင်းသွားပါတော့တယ်ပိုင်အားလဲစိုးရင်တကြီးစိုက်ကြည့်ရင်သူမရဲ့မြင်းကြီးကိုအမြန်မောင်းပြီးရေမိုးနေတဲ့လင်းဖန်ကိုမြင်းပေါ်ဆွဲတင်လိုက်တော့လင်းဖန်ကပိုင်အားရဲ့ခါးလေးကိုအနောက်ကနေတင်းတင်းဖတ်ထားရင်လိုက်ပါလာခဲ့ပါတယ်ကမ်းပေါ်ရောက်တာနဲ့လင်းဖန်တယောက်ကန်းဆက်မှာတူးထောက်ကမြည်ရည်တွေကိုပြန်အန်ထုတ်နေတော့ပိုင်အားကအနောက်ကနေကြောကိုအသားရပုတ်ပေးရင်ဘလို့လဲလမ်းလျှောက်နိုင်သေးရဲ့လားလို့စိုးရင်တကြီးမေးမြန်းလိုက်ရင်အားနဲ့နေတဲ့လင်းဖန်ကိုပွေ့ချီလိုက်တော့လင်းဖန်တယောက်အံ့အားသင့်သွားပြီးကြောင်ကြည့်နေတော့လင်းဖန်ရဲ့မိဘတွေရောက်လာတော့လင်းဖန်လည်းရှက်ရှက်နဲ့ငါ့ကိုအောက်ချပေးစမ်းလို့អော်လိုက်တာကြောင့်ပိုင်အားကအောက်ကိုပြစ်ချလိုက်ပါတော့တယ်တခင်မကြီးကလည်းပိုက်အားကိုတားလေးပါလို့ရေထဲကျသွားရတာလဲလို့မင်းနေတုံးလင်းဖန်ကသူ့တငယ်ချင်းကိုလက်ညှိုးထိုးရင်းမင်းပါလို့ငါ့ကိုဘရိတ်ပေါက်နေတဲ့ကားကိုပေးလိုက်တာလဲလို့ဒေါသတကြီးပြောလိုက်ပါတယ်တငယ်ချင်းဖြစ်သူကလည်းငါမသိဘူးလေငါမောင်းလာတော့ကားကအကောင်းကြီးပါလို့ပြန်ပြောလိုက်ပါတယ်အဲ့ဒီအချိန်ပိုက်အားကနာချီလို့တော့ရောက်ခမကြီးကသူ့ရဲ့ပခုံးပေါ်ကပူဝါလေးကိုချွတ်ပြီးပိုက်အားရဲ့ပခုံးပေါ်မှာခြုံပေးလိုက်ရင်ကဲလူလဲဘာမှမဖြစ်ဘူးဆိုတော့အိမ်ကိုပဲမြန်ပြန်ကြရအောင်တမီးလေးလဲအေးနေလိမ့်မယ်လို့ပြောလိုက်ပါတယ်ဒါကိုကြည့်ပြီးလင်းဖန်ကမေမေကကျွန်တော်ကိုကြားတော့လာမကြည့်ဘူးလို့ဝမ်းနဲ့တကြီးအော်ဟစ်လိုက်ပါတယ်မိခင်ဖြစ်သူကတော့လင်းဖန်ကိုကြည့်ပြီးငါမှမင်းလို့အသုံးမကျတဲ့သားမရှိဘူးတမီလေးသွားကြရအောင်လို့ပြောကပိုင်အားကိုခေါ်ပြီးထွက်သွားပါတော့တယ်လင်းဖန်တယောက်အိတ်ခမ်းထဲမှာလမ်းလျှောက်နေတော့ပိုင်အားဝင်လာတော့လင်းဖန်ကမင်းငါခမ်းထဲကိုဘာလာလောက်တာလဲလို့မေးလိုက်ပါတယ်ပိုင်အားကငါဒီခမ်းမှာအိတ်မယ်လို့အေးဆေးဆေးပြန်ပြောလိုက်တော့လင်းဖန်လည်းဒေါသထွက်သွားပြီးဒါငါအခမ်းတခြားအခမ်းသွားရှာဆိုပြီးပိုင်အားကိုအပြင်ကိုတွန်းထုတ်ဖို့လုပ်တော့ပိုင်အားကအလျှော့မပေးပဲလင်းဖန်ကိုကရင်ပေါ်ပြန်တွန်းလဲလိုက်ပြီးငါဒီမှာပဲအိတ်မယ်နေပါလို့ချင်လဲလို့ချင်းချောက်လိုက်ပါတော့တယ်လင်းဖန်လဲပိုင်အားကိုတွန်းထုတ်လိုက်ကငါကယောက်ျားကောင်းမှုလို့မင်းနဲ့ပြန်ပြောမနေတော့ဘူးဆိုပြီးအခန်းထဲကနေထွက်ပြေးသွားတော့ပိုင်အားလဲလှောင်ပြုံးရင်းကြံရစ်ခဲ့ပါတယ်မနက်မိုးလင်းတော့ပိုင်အားကအိပ်ယာမထသေးတဲ့လင်းဖန်ကိုသွားနိုးရင်အိပ်ပျော်နေတဲ့လင်းဖန်ကိုကြည့်ပြီးသူအိပ်နေတဲ့ပုံလေးကကြည့်ကောင်းသားပဲလို့တွေးမိသွားပေမဲ့ချက်ချင်းပဲပါးကိုပုတ်ပြီးတတိထားဆန်းဒီကောင်ကရုပ်ပဲရှိပြီးအတုံးမကျတဲ့ကောင်လို့စိတ်ကိုပြန်ထိန်လိုက်ကဆောင်းကိုဆွဲမလိုက်ပြီးလင်းဖန်လှုပ်သွားဖို့ထားတော့လို့အော်လိုက်ရင်လင်းဖန်ရဲ့အပေါ်ပိုင်းပလာနဲ့ဘောင်းပီတူလေးနဲ့ဖြစ်နေတာကိုတွေ့သွားတော့လက်ဖြန့်ကမျက်လုံးကိုလက်နဲ့ကာပြီးနှာဘူးနင်ပါလို့ဒီအတိုင်းအိတ်နေရတာလဲလို့အော်လိုက်ကအင်ဂျီမြန်ဝစ်ခဏနေစကားပြောမယ်ဆိုပြီးအပြင်ကိုထွက်ပြေးသွားပါတော့တယ်လင်းဖန်လည်းအဝစ်စားလဲပြီးထမင်းစပွဲရောက်တော့မင်းမပြောမှလဲပြောဒါပေမဲ့ငါ့ကိုတော့မကြံစီနဲ့လို့ပြောလိုက်ပါတယ်ပိုင်အားကငါပြောမှာကနင်ကုမ္ပဏီမှာအလုပ်ဝင်ဖို့ပဲကုမ္ပဏီမှာ6လအလုပ်လုပ်ပေးရင်ငါပတ်စံယူပြီးထွက်သွားပေးမယ်အဲ့ဒါဆိုငါတို့အတွက်လည်းအဆင်ပြေသွားတာပေါ့လို့ပြောလိုက်ပါတယ်လင်းဖန်ကတခြားဟာပြောင်းလို့မရဘူးလားလို့မေးလိုက်ပါတယ်ပိုင်အားကနင့်အမေနဲ့ငါစာချုပ်ထားတာ2ချက်ရှိတယ်နင်နဲ့မင်္ဂလာဆောင်ဖို့နဲ့နင့်ကိုအလုပ်ဝင်ခိုင်းဖို့ပဲလို့ပြောလိုက်တော့လင်းဖန်လည်းဒါဆိုလဲသွားမယ်ဒါပေမဲ့6လပဲနော်6လပြည့်ရင်လမ်းခွဲကြမယ်လို့ပြောပြီး2ယောက်သားလက်ဆွဲကသဘောတူလိုက်ကြပါတယ်
နောက်နေ့မနက်လင်းဖန်ကသူ့ရဲ့အမေရှိမှစတိုင်ပြင်းနဲ့ရက်နေပေမဲ့အမေဖြစ်သူကတော့တားကိုဂယုမဆိုင်ပဲပိုင်အားလေးစီတန်းသွားပြီးပွေဖက်နှုတ်ဆက်နေတော့လင်းဖန်ကအမေသားကဒီမှာလေးလို့မကြေမနက်ပြောလိုက်ပေမဲ့အမေဖြစ်သူကတော့ဂယုမဆိုင်ပဲပိုင်အားအတွက်အဝတ်အစားတစ်တွေနဲ့မုတ်ဖိုးငါးတန်းပါတဲ့ကတခုနဲ့အတူအလုပ်သွားဖို့ကားတော့ကိုပါပေးလိုက်တော့လင်းဖန်ကမေမေဒီကားကိုတားတောင်းနေတာ3နှစ်ရှိပြီလေဒီလောက်အထိပတ်လိုက်ရသလားလို့ပြောလိုက်တော့ပိုင်အားကလည်းဒါတွေကအရန်တံမိုးကြီးလွန်းလို့သမီးမယူဝင်ပါဘူးလို့ညင်းလိုက်ပါတယ်လင်းဖန်ရဲ့အမေကလည်းပိုင်အားရဲ့ပါးလေးကိုကင်ပြီးယူပါသမီးလေးရဲ့ငါကသမီးလေးကိုမြင်ကြတဲ့ကကိုသမီးလေးလိုပဲသဘောထားတာပါလို့ပြောလိုက်ပါတယ်ပိုင်အားလည်းခံစားချက်တွေမထိန်နိုင်တော့ပဲမေမေလို့ခေါ်ကဖတ်လိုက်ပါတော့တယ်အဲ့ဒီအချိန်မှာလင်းဖန်ကကားတော့ကိုလူပြီးထွက်ပြေးတော့ပိုင်အားကဒါကျမကိုမေမေပေးထားတာဆိုပြီးဒေါသတကြီးပြေးလိုက်သွားပြီးအမေဖြစ်သူကတော့ပြုံးပြီးကြံခဲ့ပါတော့တယ်ဒီလိုနဲ့သူတို့နှစ်ယောက်ကုမ္ပဏီကိုရောက်တော့ပိုင်အားကရှင်လှုပ်စင်းတာကျမကိုဘာလို့ခေါ်လာရတာလဲလို့မေးတဲ့အခါလင်းဖန်ကအလုပ်လုပ်ရတဲ့ပြင်ပမှုကိုမင်းကိုခံစားစေချင်လို့ပါလို့ပြောလိုက်ရင်အစည်းအဝေးခန်းထဲရောက်တဲ့အခါမှာတော့လင်းဖန်ကခုံပေါ်ခြေထောက်တင်ကထိုင်လိုက်ပါတယ်ပိုင်အားလည်းဝင်ထိုင်မယ်လို့တော့မန်နေဂျာကတားလိုက်ကဒီနေရာကအပိုလူတွေဝင်ခွင့်မရှိဘူးလို့ပြောလိုက်တော့လင်းဖန်ကသူကအပိုလူမဟုတ်ဘူးငါရဲ့တက်တော်ဆောင်လို့ပြောလိုက်ပေမဲ့မန်နေဂျာကလက်မခံတာကြောင့်ပိုင်အားလည်းစိတ်မရှိတော့ပဲမန်နေဂျာကိုရိုက်ချလိုက်ကစိတ်ပြက်လက်ပြက်နဲ့ခုံမဝင်ထိုင်ရင်ဒီလူကဘာလို့စကားတွေဒီလောက်များနေရတာလဲလို့ခက်တိုးတိုးပြောလိုက်ပါတယ်ဦးလေးဖြစ်သူကလည်းကဲပါအားလုံးကမိသားစုဝင်တွေပဲကိုလင်းဖန်ကုမ္ပဏီကိုပြန်လာတာဝမ်းသာစရာပဲအစည်းအဝေးစကြတာပေါ့လို့ပြောလိုက်ပါတော့တယ်အစည်းအဝေးက9နာရီကျော်လာတော့ပိုင်အားတယောက်တန်းဝေရင်လင်းဖန်ကိုသူတို့ဘာတွေလျှောက်ပြောနေလို့အဲ့ဒီလောက်ကြာနေရတာလဲဌာနတိုင်းကအရှုံးအမြတ်နဲ့နောက်လာသုံးစေးတွေကိုတင်ပြလိုက်ရင်ပြီးပြီမဟုတ်ဘူးလားလို့ပြောလိုက်တာကိုဦးလေးဖြစ်သူလည်းကြားသွားပြီးဌာနအားလုံးကိုစည်ရင်းတင်ခိုင်းလိုက်တော့ခီးသွားဌာနက10နှစ်တန်းရှုံးပြီးတန်း30တောင်းတယ်လို့စားတောက်ကုန်ဌာနကလည်း10တန်းရှုံးပြီးသူတေသနာတစ်ခုအတွက်10နှစ်တန်းတောင်းပါတယ်အားလုံးကအရှုံးပြနေတာကိုကြည့်ပြီးပိုင်အားကအားလုံးကရှုံးနေကြတာတောင်ဘာလို့ဒီလောက်ပတ်စံတွေဆက်တောင်းနေကြတာလဲလို့တက်တက်ပြောချလိုက်ပါတယ်နောက်ဆုံးဦးလေးဖြစ်သူကဒါဆိုရင်အခြေအနေကိုဘလို့ဖြေရှင်းမလဲလို့မေးလိုက်တော့ပိုင်အားကရှုံးနေတဲ့စီမံကိန်းတွေကိုရပ်ပြီးမြက်ခင်းပြင်ကျမ်းမာရေးပန်းဖြေစခန်းစီမံကိန်းကိုအကြံပေးကအဲ့ဒီနေရာကမြို့သားတွေကိုမြင်းစည်းများပြည့်တဲ့တဘာဝအတိုင်းနေထိုင်လို့ရမယ်နေရာဖြစ်ကြောင်းရှင်းပြလိုက်ပါတယ်ဒါနဲ့ဦးလေးဖြစ်သူကလည်းစီမံကိန်းကတော့မစိုးပါဘူးဒါနဲ့ထောက်ခံမဲ့သူတွေရှိလားလို့မေးပေမဲ့အားလုံးကငြိမ်နေတော့ပိုင်အားကဒီစီမံကိန်းကိုငါတို့နှစ်ယောက်ပဲလုပ်မယ်လို့ပြက်ပြက်တသားပြောလိုက်ကလင်းဖန်ရဲ့လက်ကိုဆွဲကသွားကြမယ်လို့ပြောပြီးအစည်းအဝေးခန်းထဲကနေထွက်သွားခဲ့ပါတယ်လင်းဖန်ကတော့ပိုင်အားရဲ့ရဲရင်မှုကိုသဘောကျကုန်ယူစွာပြုံးရင်းနောက်ကနေလိုက်သွားခဲ့ပါတော့တယ်အစည်းအဝေးပြီးသွားတော့ဦးလေးဖြစ်သူကစပွဲပေါ်ကရေခွက်ကိုဒေါသတာကြီးနဲ့ကြမ်းပြင်ပေါ်ရိုက်ခွဲပစ်လိုက်ကသူတပိတ်ကိုမင်းတက်သေးတွေကြံခဲ့သေးလားလို့မေးလိုက်တော့တပိဖြစ်သူကလည်းကားကမြစ်ထဲမြုပ်သွားလို့ဘာထောက်ထားမှကြံခဲ့တာမရှိပါဘူးလို့ပြောပြပါတယ်လင်းဖန်ရဲ့ဦးလေးကဒီတော်သူမကငါအစီအစဉ်တွေကိုစက်တိုက်ဖျက်ဆီးနေတာပဲအရင်ဆုံးဒီမိမကိုရှင်းပစ်လိုက်ငါကြိုတင်ပြင်ဆင်ကြံစီလာတာနှစ်ဆက်ရှိပြီးအနာဂတ်မှာဒီကုမ္ပဏီကငါပိုင်ဆိုင်မှုပဲဖြစ်ရမယ်လို့ပြောလိုက်ပါတော့တယ်တစ်ဖက်မှာလည်းလင်းဖန်တယောက်ចောင်းသားဘဝတုန်းကဖခင်ဖြစ်သူကကုမ္ပဏီကိုဦးစီးဖို့ပြောခဲ့ပေမဲ့စိတ်မဝင်စားပဲတငယ်ချင်းတွေနဲ့ rock guitar အဖွဲ့ပဲလုပ်ချင်ခဲ့ပြီးဖခင်ဖြစ်သူရုတ်တရက်ကွယ်လွန်သွားတော့မှငါအမားတွေကြောင့်အဖေကိုစိတ်ပြက်စေခဲ့တာနောက်ဆိုငါဘောဘာမျောလင်းချက်မှမထားကြရင်ဘာစိတ်ပြက်စရာမှရှိလာတော့မှမဟုတ်ဘူးလို့ရေရွရင်းနောင်တကြီးစွာရခဲ့ဘူးတာကိုတတိယသွားပြီးပိုင်အားကိုဒေါသတကြီးနဲ့စီးပွားရေးအကြောင်းဘာမှမသိပဲဘာလို့လျှောက်ပါနေရတာလဲစီမံကိန်းလုပ်တာကလေးကစားစရာမဟုတ်ဘူးလို့ပြောလိုက်တော့ပိုင်အားကအံ့အားသင့်စွာနဲ့ရှင်ကအတုံးမကျတဲ့အပြင်လူညက်တယောက်ပဲလို့ပြောပြီးစိတ်ပြက်လက်ပြက်ထွက်သွားတော့လင်းဖန်လဲဒေါသတကြီးစပွဲပေါ်ကပစ္စည်းတွေကိုရိုက်ခွဲလိုက်ပါတော့တယ်ပိုင်အားတယောက်စိတ်ဆိုးဆိုးနဲ့ထွက်လာလိုက်တာညရောက်တဲ့ခါမှာတော့မျက်စိလေကလမ်းပြောင်းနေတော့ရှေ့မှာအဖွားကိုတယောက်လဲကျသွားတာမြင်ပြီးပြေးသွားကအဖွားဘာဖြစ်သွားသေးလဲလို့မေးရင်တွဲထူပေးလိုက်ပါတယ်အဖွားကလည်းကျေးဇူးပါပဲသမီးလေးရဲ့လို့ပြောလိုက်ပါတယ်ပိုင်အားကတီးနှံတွေကိုတောင်းနဲ့ပြန်ကောက်ထည့်ပေးလိုက်ကအဖွားပဲပြန်ရမှလဲသမီးလိုက်ပို့ပေးမယ်လေလို့ပြောလိုက်တော့အဖွားအိုကဝမ်းသာအားရနဲ့ကျေးဇူးပါပဲသမီးလေးရဲ့ငါအိမ်ကရှင်းနာလေးတင်ပါလို့ပြောပြတာကြောင့်ပိုင်အားကလည်းပြုံးပြုံးရွှင်ရွှင်နဲ့ပဲအဖွားကိုတွဲပြီးလိုက်ပို့ပေးခဲ့ပါတယ်တစ်ဖက်မှာတော့လင်းဖန်ကတငယ်ချင်းတွေနဲ့အတူအရက်တွေကိုစက်တိုက်တောက်တော့တငယ်ချင်းဖြစ်သူကမင်းဒီရောက်နေမှတော့စိတ်ညစ်စရာတွေမေးထားလိုက်စမ်းပါလို့ပြောရင်းမိမလှလေးတွေကိုအခန်းထဲခေါ်သွင်းလိုက်ပါတယ်လင်းဖန်ကတော့အခန်းထဲဝင်လာတဲ့မိမလှလေးတွေကိုကြည့်ပြီးတွားကြစမ်းငါစိတ်ကိုလာရှုပ်အောင်မလုပ်နဲ့လို့ပြောပြီးအားလုံးကိုနှင်ထုတ်လိုက်ကတငယ်ချင်းဖြစ်သူကိုပိုင်အားကြောင်းပြောကမကြေမနက်နဲ့အရက်ခွက်ကိုမောတောက်ရင်းဒေါသထွက်နေပါတော့တယ်တငယ်ချင်းဖြစ်သူကလည်းဒါဆိုဒီတော့သူမလေးကိုမင်းစားငါတို့တင်ကန်းစာပေးလိုက်မယ်လေလို့ပြောလိုက်တော့လင်းဖန်ကတငယ်ချင်းရဲ့လက်ပင်ကိုချုပ်ကင်ကမင်းတို့ကဘာမို့လို့ငါမိမကိုတင်ကန်းစာပေးမှလဲလို့ဒေါသတကြီးကျိမ်းမောင်းလိုက်ပါတယ်ဘေးကတငယ်ချင်းလည်းပြုံးရင်းမင်းဒီနေပါဖြစ်နေတာလဲလို့ပြောလိုက်ပါတော့တယ်အဲ့ဒီအချိန်မှာပဲလင်းဖန်စီအမေဖြစ်သူရဲ့ဖုန်းဝင်လာပြီးတားလေးနေနဲ့တမီလေးဘယ်တွေသွားနေတာလဲဒီလောက်ညစ်နေနေပြီးအိမ်မပြန်သေးဘူးလားလို့မေးလိုက်တော့လင်းဖန်တယောက်ပိုင်အားအိမ်ပြန်မရောက်သေးတာကိုတီးသွားပြီးစိုးရိမ်တကြီးနဲ့အခန်းထဲကနေပြေးထွက်သွားပါတော့တယ်ပိုင်အားကတော့အဖွားအိုကိုတွဲပြီးပေးရင်အဖွားကဒီလမ်းကြားလေးကြော်ရင်ရောက်ပြီလို့ပြောတော့ပိုင်အားကအဖွားကတယောက်တည်းနေတာလားတာသမီတွေမရှိဘူးလားလို့မေးလိုက်ပါတယ်အဖွားအိုကတာသမီတွေကမရှိကြတော့ဘူးလေလို့နာကျင်စွာနဲ့ပြန်ဖြေလိုက်တော့ပိုင်အားလည်းစိတ်မကောင်းဖြစ်သွားပါတယ်အဲ့ဒီအချိန်မှာလင်းဖန်တယောက်အပြေးလွှားရောက်ရှိလာတော့ပိုင်အားကအံ့အားသင့်စွာနဲ့ရှင်ဘာလို့ဒီမှာရောက်နေတာလဲလို့မေးတဲ့အခါလင်းဖန်ကငါဒီအတိုင်းလမ်းကြုံလို့ဖြစ်လာတာလို့အကြောင်းပြလိုက်ပါတယ်အဖွားအိုကတော့ပြုံးပြီးငတုံးလေးစိုးရိမ်ရင်လဲစိုးရိမ်တယ်လို့ပွန့်ပွန့်လင်းလင်းပြောပါတော့လားလို့စနောက်လိုက်ပါတယ်လင်းဖန်ကလမ်းကြားအကွယ်မှာလူတယောက်ရှိနေတာကိုသတိထားမိလိုက်ပေမဲ့ပိုင်အားကိုမစိုးရိမ်စေချင်တာကြောင့်စကားလွဲကနင်ပါလို့ဖုံးမကင်တာလဲလို့ဟောက်လိုက်ပါတယ်ပိုင်အားကလည်းငါအတန်ပိတ်ထားလို့မသိလိုက်တာပါနင်နဲ့ဘာဆိုင်လို့လဲလို့ပြန်ပြောလိုက်ပါတယ်အဖွားကသမီးလေးဒါသမီးရဲ့ရီးစားလားလို့မေးတော့လင်းဖန်ကယောက်ျားပါလို့ချက်ချင်းဝင်ပြောလိုက်ပါတယ်ပိုင်အားကတော့နောက်6လကြာရင်ကွာရှင်းတော့မဲ့အမျိုးသားပါလို့စနောက်လိုက်ပါတယ်အဖွားအိုကငါနဲ့ငါအဖိုးကြီးလဲဒီလိုပါပဲ
တသက်လုံးရန်ဖြစ်လိုက်ဆက်လိုက်နဲ့ပြောစရာပါပဲလို့ပြောရင်းနှုတ်ဆက်ပြီးထွက်သွားတာနဲ့ပိုင်အားကလင်းဖန်ရဲ့ခြေထောက်ကိုကန်လိုက်ကခုံစောဖြစ်နေတဲ့လင်းဖန်ကိုဖက်ကနင်းငါနောက်ကိုဘလို့လှုပ်လိုက်နိုင်တာလဲအမှန်တိုင်းပြောစမ်းလို့မေးလိုက်ပါတယ်လင်းဖန်ကလည်းနင်းကငါမိမလေးနင်းသွားတဲ့နေရာငါသိတာပေါ့လို့ပြန်ပြောလိုက်ပါတယ်အဲ့ဒီအချိန်မှာလင်းဖန်ရဲ့တငယ်ချင်းတွေကကားနဲ့ရောက်လာပြီးလင်းဖန်ရဲ့လက်ဘင်းကိုဘယ်သူမှမချုပ်ရဲဘူးလို့ဆက်နောက်လိုက်တော့ပိုင်အားကလက်လွတ်ပေးလိုက်ကကားနဲ့ပြန်လိုက်သွားပါတယ်အဝေးကနေဒီအခြေအနေကိုစောင့်ကြည့်နေတဲ့မတမာသူကဖုံးထုတ်လိုက်ပြီးပြစ်မှတ်လွဲသွားပြီလို့သတင်းပို့လိုက်ပါတော့တယ်လင်းဖန်တို့နှစ်ယောက်အိမ်ပြန်ရောက်လာတော့ပိုင်အားကလင်းဖန်ရဲ့လက်ကိုတွဲထားရင်မေမေကိုစိုးရိမ်အောင်ဘာမှရှောင်မပြောနဲ့နော်လို့တိုးတိုးလေးပြောလိုက်ပါတယ်လင်းဖန်ရဲ့အမေကသမီးတို့နှစ်ယောက်ဘယ်တွေသွားနေကြတာလဲလို့မေးလိုက်တော့ပိုင်အားကဒီတိုင်းပဲရှောက်သွားနေကြတာပါမေမေလည်းစောစောအနားယူတော့လေလို့ပြောရင်းအပေါ်ထက်ကိုတက်သွားပါတော့တယ်အခန်းရှိရောက်တဲ့အခါပိုင်အားကမနှက်ဖြန်ကြရင်အဲ့ရစောစောထားပြီးကုမ္ပဏီကိုသွားရမယ်လို့ပြောလိုက်တော့လင်းဖန်ကလက်ကိုပိုက်ကငါကုမ္ပဏီကိုငါကြိုက်တဲ့အချိန်သွားမှာပေါ့လို့ပြောလိုက်ပါတယ်ပိုင်အားကစောစောမထရင်တော့ကျမအဆိုးမဆိုးနဲ့လို့ချင်းချောက်ပြီးအခန်းထဲကိုဝင်သွားပါတယ်အခန်းပြင်မှာကြံခဲ့တဲ့လင်းဖန်ကငါကဘာလို့သူ့စကားကိုနားထောင်ရမှာလဲမိမဆိုးလေးဆိုပြီးအနောက်ကနေဒေါသတကြီးအော်ကြံခဲ့ပါတယ်မနေ့ရောက်တော့လင်းဖန်ကမထားသေးတာကိုတွေ့တော့ပိုင်အားကအခန်းတကားကိုခြေထောက်နဲ့ကန်ချလိုက်တာလန့်သွားတဲ့လင်းဖန်ကိုတကားဝမှာလက်ပိုက်ရင်ပြုံးပြုံးလေးရက်ကြည့်နေခဲ့ပါတယ်ကုမ္ပဏီရောက်တဲ့အခါပိုင်အားကစာရွက်စာတမ်းတွေကိုကြည့်ရင်ညီးတွားနေတော့လင်းဖန်ကအပြင်းကြောဆန်းရင်နင်းကအလုပ်ကိုခလေးကစားနေတဲ့ထင်လို့လားလို့လှောင်လိုက်ပါတယ်ပိုင်အားကသူသိခင်တဲ့အကြောင်းတွေမေးတဲ့အခါလင်းဖန်ကဂိမ်းစော်ရင်လူတက်ကြီးစတိုင်နဲ့ရှင်းပြနေတာပေါ့ဒါနဲ့ပိုင်အားကဒါဆိုမြက်ခင်းပြင်ပရောဂျက်ရဲ့အကြောင်းကိုသိလားလို့မေးလိုက်တော့လင်းဖန်လည်းမသိတော့ခက်တီတီနဲ့ငါရေချိုးခန်းသွားလိုက်အောင်မယ်ဆိုပြီးထပ်ထွက်သွားကတငယ်ချင်းဖြစ်သူစီဖုန်းအမြန်ဆက်လိုက်ပြီးဟေ့ကောင်မြက်ခင်းပြင်ပရောဂျက်ကိုဘယ်လိုလုပ်ရတာလဲလို့မေးလိုက်ပါတယ်တငယ်ချင်းကလည်း project အကြောင်းရှင်းပြရင်းလင်းဖန်ကိုမင်းပုံမှန်မဟုတ်တော့ဘူးနော်အရင်ကအတန်းတောင်မတက်တဲ့လူကအခုစရင်အင်းတွေကိုလေ့လာနေပြီလားလို့နောက်ပြောင်လိုက်ပါတော့တယ်လင်းဖန်ကငါပြင်းလို့ဒီတိုင်းလုပ်ကြည့်တာပါလို့ပြန်ပြောရင်းအခန်းထဲကိုပြန်လာကပိုင်အားကို project အကြောင်းပြန်ရှင်းပြလိုက်ပြီးအပြင်ထွက်လာတော့တငယ်ချင်းတွေကမြပစ်ကွင်းကိုခေါ်သွားကမြပစ်ဖို့စီစဉ်ထားတာကိုတွေ့တော့လင်းဖန်ကငါမှမြမပစ်တတ်တာလို့ပြောပြီးပြန်ဖို့လုပ်တော့တငယ်ချင်းတွေကတားပြီးပိုင်အားရဲ့ပုံကိုပြကမြောက်ပင်ပေးလိုက်တဲ့အခါလင်းဖန်လည်းစိတ်ပါသွားပြီးမြပစ်ဖို့ပြင်ဆင်လိုက်ပါတယ်တငယ်ချင်းတွေကမိမလလေးတွေကိုခေါ်ပြီးလင်းဖန်ကိုကူညီခိုင်းလိုက်တော့လင်းဖန်ကငါဟာငါလုပ်ပါမယ်လို့ညင်းပေမဲ့တငယ်ချင်းတွေကမင်းကမိမကိုကြောက်နေတာလားဆိုပြီးစတော့လင်းဖန်လည်းငါကဘာလို့ကြောက်ရမှာလဲပြန်ပြောလိုက်ပါတယ်အပြင်ဘက်မှာတော့ပိုင်အားကဖုန်းကိုကြည့်ရင်ကျမလည်းရှင့်ကိုချေရခံနိုင်ပါတယ်ဆိုပြီးပြုံးကအတွင်းထဲကိုဝင်လာခဲ့ပါတယ်အထဲမှာတော့လင်းဖန်ကပိုင်အားရဲ့ပုံနဲ့မြပစ်လေ့ကျင့်နေပြီးဘေးကမိန်ကလေးတွေကလည်းမြောက်ပင်ပေးနေကြတော့လင်းဖန်တယောက်မြောက်ကြွဖြစ်နေတာပေါ့ပိုင်အားလည်းစိတ်ကိုထိန်းကဘေးကမျက်နှာဖုံးကိုယူပြီးခက်တီတီနဲ့လင်းဖန်ကိုမြပစ်နီးကိုယ်တိုင်တင်ပေးလိုက်တော့လင်းဖန်လည်းပြစ်မှတ်ပေါ်ကပိုင်အားရဲ့နှာခေါင်းတဲ့ကိုကွက်တီထိမှန်သွားခဲ့ပါတယ်လင်းဖန်လည်းဝမ်းသာအားရနဲ့မျက်နှာဖုံးဆွတ်ထားတဲ့ပိုင်အားကိုဖက်ကမင်းကတော့လိုက်တာဟိုတော့သူမလေးနဲ့ကွာပါဆိုပြီးပြောလိုက်ပါတယ်ပိုင်အားတယောက်ဒေါသကိုထိန်းရင်ရှင်ကသူ့ကိုဒီလောက်တောင်မုန်းတာလားလို့မေးတော့လင်းဖန်ကသူကငါ့ကိုအမြဲတမ်းချုပ်ချယ်တယ်ရိုက်တယ်မဟုတ်တာတွေအမြဲလုပ်နေတာဆိုပြီးပိုင်အားကိုရှေ့မှာထားပြီးအတင်းပြောရင်းပိုင်အားကိုငါ့ကိုမင်းရဲ့မျက်နှာဖုံးလေးချုပ်ပြီးပြဆန်းပါဦးဆိုပြီးပြောလိုက်တော့ပိုင်အားကမျက်နှာဖုံးကိုချုပ်ကနင်တော့နာပြီးမှတ်လို့ပြောလိုက်ပါတယ်လင်းဖန်လည်းမျက်လုံးပြူသွားပြီးမင်းဘလို့လုပ်တီရောက်နေတာလဲလို့ထိတ်ထိတ်လန့်လန့်နဲ့မေးလိုက်ပါတယ်ပိုင်အားကအေးဆက်ဆက်အပြုံးနဲ့နင်ကဒီလောက်အထိအရှုပ်ပွေများလိမ့်မယ်လို့မထင်ခဲ့ဘူးလို့ပြောရင်းကျမ်းပြင်မှာကြားနေတဲ့များကိုကောက်ယူလိုက်တော့လင်းဖန်တယောက်ကြောက်လန့်တကြားနဲ့နင်ထင်တယ်လို့မဟုတ်ပါဘူးဆိုပြီးသူ့တငယ်ချင်းကိုပတ်ပြီးပြေးရင်တောင်းပန်နေပါတော့တယ်ဘေးကတငယ်ချင်းကလည်းမကြီးရယ်ဒေါသလျှော့ပါဦးလို့ဝင်ထားလိုက်တော့ပိုင်အားကနင်တို့တယောက်မှအကောင်းမဟုတ်ဘူးလို့ပြောကများနေချိန်လိုက်တော့လင်းဖန်ရဲ့တငယ်ချင်းတွေကဒါတွေအကုန်လုံးကလင်းဖန်ရဲ့အကြံတွေပါဆိုပြီးအဖြစ်ပုံချကဘေးလွတ်ရာကိုပြေးကြပါတော့တယ်ပိုင်အားကလည်းကွင်းထဲမှာပြေးလွှားနေတဲ့သူတို့အုပ်စုနောက်ကိုများရီတစ်ချောင်းပြီးတစ်ချောင်းစက်တိုက်ပစ်ခတ်လိုက်တော့မကြီးရယ်တနာပါဦးရာဘာများကောင်းတယ်လဲနာတာပါပဲဆိုပြီးအော်ဟစ်တောင်းပန်ကြရပါတော့တယ်အဲ့ဒီအချိန်မှာပဲများပစ်ကွင်းထဲကိုကလပ်ပိုင်ရှင်ရောက်လာကသူကပိုင်အားများပစ်တာကိုမြင်သွားပြီးဒီကလပ်မှာဒီလောက်များပစ်တော်တဲ့သူကိုပထမဆုံးအကြိမ်တွေ့ဘူးတာပဲငါနဲ့ပြန်ကြည့်မလားလို့စိန်ခေါ်လိုက်ပါတယ်လင်းဖန်ကကြားထဲကနေမင်းကဘာမို့လို့ငါမိမနဲ့ပြန်ရမှာလဲလို့ဝင်ပြောလိုက်တော့ဘေးကတငယ်ချင်းကဒီလူကဒီများပစ်ကွင်းရဲ့ပိုင်ရှင်ပဲလို့တိုးတိုးလေးတတိပေးလိုက်ပါတယ်ကလပ်ပိုင်ရှင်ကနိုင်ရင်ရွမ်3တန်းပေးမယ်လို့ပြောလိုက်တော့ပိုင်အားကငါပြိုင်မယ်လို့လက်ခံလိုက်ပါတယ်ကလပ်ပိုင်ရှင်ကပွဲကိုပိုစိတ်လှုပ်ရှားစရာကောင်းအောင်အပျော်တန်းရာဘာများတွေမသုံးပဲတန်များကောင်းတွေသုံးပြီးကို့ဖော်ရဲ့ခေါင်းပေါ်မှာပန်းသီးတင်ပြီးမီတာ20အကွာဝေးကနေပြစ်ကြမယ်ဆိုပြီးစိန်ခေါ်လိုက်တော့ပိုင်အားကညှင်းလိုက်တဲ့အချိန်မှာပဲလင်းဖန်ကပိုင်အားရဲ့ရှေ့မှာတတိရှိရှိထွက်ရက်လိုက်ပြီးငါတို့ကလင်းမယားတွေပဲပန်းသီးကိုငါခေါင်းပေါ်တင်မယ်မင်းနိုင်မှာကိုငါအပြည့်အဝယုံကြည်တယ်လို့ပြောလိုက်ပါတယ်ပိုင်အားလည်းကြည်နူးသွားပြီးစိန်ခေါ်မှုကိုလက်ခံလိုက်ပါတယ်ပိုင်အားကတက်တာတဲကများကိုထုတ်ယူပြီးတေချာချင်းရွေးလိုက်ပါတယ်ကလပ်ပိုင်ရှင်ကပြစ်လို့ပြောလိုက်တာနဲ့နှစ်ယောက်လုံးတပြိုင်နက်တည်းပြစ်လိုက်ကနှစ်ယောက်စလုံးရဲ့ခေါင်းပေါ်ကပန်းသီးတွေကိုအလဲတဲတဲကနေကွဲထွက်သွားအောင်ပြစ်ခတ်နိုင်ခဲ့ပါတယ်ဒီမြင်ကွင်းကိုကြည့်နေတဲ့လင်းဖန်ရဲ့တငယ်ချင်းနှစ်ယောက်ကဝမ်းသာအားရအော်ဟစ်အားပေးကြပေမဲ့လင်းဖန်ကတော့ဘေးကင်းသွားတာကိုသိလိုက်ရမှာပဲတပြင်းချနိုင်ပါတော့တယ်ကလပ်ပိုင်ရှင်ကပိုင်အားကိုစိုက်ကြည့်ရင်မစိုးဘူးပဲဒီမှာငါနဲ့တည်ကြအောင်ပြစ်နိုင်တဲ့သူတယောက်မှမတွေ့ဘူးသေးဘူးလို့ချီးကျူးလိုက်ပါတယ်ကလပ်ပိုင်ရှင်ကနောက်ဆုံးတပွဲအနေနဲ့လှုပ်ရှားနေတဲ့တာဂက်ကိုပြစ်ကြမယ်လို့ပြောလိုက်တော့လင်းဖန်ကပိုင်အားဘက်ကိုလှည့်ပြီးမင်းလုံနိုင်မယ်ဆိုတာငါယုံတယ်လို့ပြောလိုက်တော့ပိုင်အားလည်းလက်ခံလိုက်ကများနှစ်ချောင်းကိုတပြိုင်နက်တည်းပြစ်ပြလိုက်ကပြစ်မဲ့ရဲ့ဗဟိုတဲမှာများနှစ်ချောင်းစလုံးစိုက်ဝင်သွားပါတော့တယ်ကလပ်ပိုင်ရှင်ကမင်းဘယ်လိုလုပ်လိုက်တာလဲလို့မေးတော့ပိုင်အားကငါကငငယ်တဲကယုံတွေကိုမျက်ခင်းပြင်မှာအပြေးလိုက်ပြီးပြစ်ခဲ့တာဒါတွေကငါအတွက်လွယ်လွယ်လေးပါလို့ပြောပြီးကဲလောင်းချင်းငွေပေးတော့လို့ပြောလိုက်ပါတယ်ကလပ်ပိုင်ရှင်လည်းချက်လက်မှတ်ကိုပေးလိုက်ပြီးငါနာမည်ကစူဖုန်းကြီးပါနောက်မှပြန်ဆောင်တာပေါ့လို့မိတ်ဆက်လိုက်ပါတယ်
ပိုင်အားလည်းချက်လက်မှတ်ကိုယူလိုက်ပြီးလင်းဖန်စီသွားကဒီပွဲကငါတို့နှစ်ယောက်အတူတူနိုင်ခဲ့တာဒီငွေကိုတဝက်စီခွဲယူကြဆိုပြီးလက်ကိုကမ်းပေးလိုက်တော့လင်းဖန်ကထရက်လိုက်ပြီးအခုငါ့ကိုသဘောကျသွားပြီမဟုတ်လားလို့ခပ်ပြုံးပြုံးမေးလိုက်ပါတယ်ပိုင်အားလည်းခြေထောက်နာနေတဲ့လင်းဖန်ကိုတွဲပြီးအိမ်ပြန်လာကအိမ်ရောက်တော့လင်းဖန်ရဲ့ခြေထောက်ကိုကင်ကဂယုတစိုက်ဆေးလိမ့်ပေးလိုက်ပါတယ်လင်းဖန်ကအခုလိုကြတော့လိမ္မာသားပဲလို့စလိုက်တော့ပိုင်အားကဒါကျမပတ်စံနိုင်လားလို့ပြုစုပေးတာဆိုပြီးခြေထောက်ကိုဖိလိုက်တော့လင်းဖန်တယောက်နာလုံးလို့អော်လိုက်ရပါတော့တယ်လင်းဖန်ကပိုင်အားကိုမင်းကပတ်စံကိုဘာလို့ဒီလောက်တောင်မက်နေရတာလဲငါနဲ့လက်ထက်တာကလည်းပိုက်ဆံကြောင့်ပဲမဟုတ်ဘူးလားလို့မေးလိုက်တော့ပိုင်အားကလည်းသူပတ်စံမက်တာကသူ့ရွာကလူတွေရဲ့လူနေမှုဘဝတိုးတက်လာစေချင်လို့ဖြစ်ကြောင်းနဲ့အဲ့ဒါကြောင့်မြက်ခင်းပြင်ခီးသွားလာရေးစီမံကိန်းကိုအောင်မြင်အောင်လုပ်ချင်တာဖြစ်ကြောင်းပြောလိုက်ပါတယ်လင်းဖန်လည်းပိုင်အားရွာသားတွေအပေါ်ထားတဲ့စေတနာကိုလေးစားသွားပြီးငါလည်းကူညီပေးမယ်လို့ပြောလိုက်တော့ပိုင်အားလည်းအယံဝမ်းသာသွားပြီးဒါဆိုရင်ဒီနေ့ကောင်းကောင်းအနားယူမနှက်ဖြန်ကြရင်ကုမ္ပဏီမှာအလုပ်လုပ်ကြတာပေါ့ဆိုပြီးအခန်းထဲကနေပျော်ရွှင်စွာထွက်သွားပါတော့တယ်လင်းဖန်ကတော့ခြေထောက်တန်ရာရထားတာကိုတတိယသွားပြီးအိယာပေါ်မှာခြေထောက်ကိုမြောက်ကလူမမာကိုခွင့်မပေးတော့ဘူးလားဆိုပြီးမကြေမနက်နဲ့ညီးတွားလိုက်ပါတယ်မနက်ရုံးခန်းရောက်တော့ပိုင်အားကလင်းဖန်ခိုင်းတာမှန်သမျှမငြီးမညူနဲ့အလုပ်တွေကိုဝိုင်းကူပေးရင်းမျက်နှာလုံးနေပါတော့တယ်အိမ်ရောက်တော့မနက်စာစားရင်လင်းဖန်ကစပွဲဝိုင်းမှာမြက်ခင်းပြင်ခီးသွားစီမံကိန်းဆိုင်ရာအချက်လက်တွေကိုမိခင်ဖြစ်သူကိုပြသပြီးအကြံတောင်းတော့အမေဖြစ်သူကဝမ်းသာအားရနဲ့မျက်ရည်တုပ်ရင်းငါသားလေးဒီလောက်အလုပ်ကိုကြိုးကြိုးစားစားလုပ်ပြီးငါ့ကိုစီးပွားရေးအကြောင်းတွေမေးလာလိမ့်မယ်လို့အိမ်မက်ထဲတောင်မထင်ထားဘူးဆိုပြီးမိခင်ဖြစ်သူကဝမ်းသာအားရနဲ့ပဲမြက်ခင်းပြင်ကျမရေးစီမံကိန်းကိုမင်းတို့နှစ်ယောက်သဘောအတိုင်းလွတ်လွတ်လပ်လပ်သွားလုပ်ကြကုမ္ပဏီကဘတ်ဂျက်မချပေးရင်တော့ငါကိုယ်တိုင်စိုက်ထုတ်ပေးမယ်လို့ပြောလိုက်ပါတယ်လင်းဖန်ကမေကကျွန်တော်ကိုဒီလောက်တောင်ယုံကြည်တာလားလို့မေးတဲ့အခါမိခင်ဖြစ်သူကယုံတာပေါ်သားရဲ့ဆိုပြီးလက်မထောင်ပြကအားပေးလိုက်ပါတယ်ဒါနဲ့လင်းဖန်လည်းစီမံကိန်းအကြောင်းစိတ်ပါလက်ပါရှင်းပြလိုက်ပြီးအိမ်တော်ထင်းကြီးကလည်းတခင်လေးတို့ကိုမြက်ခင်းပြင်ကိုလွတ်လိုက်ပါတခင်မလေးအတွက်အိမ်ပြန်သူဖြစ်တယ်လို့တခင်လေးအတွက်လည်းလက်တွေကွင်းစင်းလေးလာခွင့်ရတာပေါ့လို့အကြံပေးလိုက်တော့မိခင်ဖြစ်သူကလည်းဒီအကြံကိုသဘောကျပြီးငါရဲ့ကိုပိုင်လေးရင်နဲ့တွားကြပါလို့ခွင့်ပြုလိုက်တဲ့အခါပိုင်အားကဝမ်းသာလွန်းလို့ရောက်ခမဖြစ်သူကိုတိုင်းဖက်လိုက်ပါတယ်လင်းဖန်ကငါသဘောထားကိုမမေးတော့ဘူးလားလို့မေးပေမဲ့ပိုင်အားကဝမ်းသာလွန်းလို့လင်းဖန်ကိုပါပွေးဖက်လိုက်ပြီးအထုပ်ပိုးတွေပြင်ဆင်ဖို့အပေါ်ထက်ကိုပြေးတက်သွားခဲ့ပါတယ်အခြားတစ်ဖက်မှာတော့လင်းဖန်ရဲ့ဦးလေးဖြစ်သူကသူ့တပည့်ကိုဒေါသတကြီးနဲ့ကောင်မလေးတစ်ယောက်တည်းကိုတော့မဖမ်းနိုင်ဘူးလားလို့ချိန်မောင်းရင်သူတို့မနှက်ဖြန်ညက်ခင်းပြင်ကိုတွားကြတော့မယ်ဒီတစ်ခါအောင်မြင်အောင်လုပ်ခဲ့လို့အမိန့်ပေးလိုက်ပါတယ်